အယောင်တွေတွဲဖက်ဝစ်စင်ရတာခေါင်းစားနေတော့ပဲလားအယောင်တွေအများကြီးဝစ်မိလို့အကြောင်းတော်ဖြစ်မသွားစေဖို့ဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအယောင်တွေကိုနှစ်မျိုးပဲခွဲကြည့်အောင်ဖြူမဲမီကိုနေဗီနဲ့အညိုလိုမျိုး neutral အယောင်တွေရဲ့ကျန်တဲ့တောက်ပတဲ့အယောင်တွေရဲ့ပါ neutral တွေကတော့ဝေးရတာလွယ်ကူဆုံးဖြစ်ပြီး mix and match လုပ်ရတာအဆင်ပြေဆုံးအယောင်တွေပဲဖြစ်ပါတယ်အယောင်တွဲဝစ်တဲ့အခါရေဘူးအဖြစ်တစ်ယောက်နှစ်ယောက်ဒါမှမဟုတ်ရင်၃ယောက်အထိပဲသုံးဖို့အကြံပေးချင်ပါတယ်အယောင်တွေပုံများလာရင် live ဖန်အောင်တွဲဖို့ပိုခက်သွားပါလိမ့်မယ်အယောင်တစ်မျိုးတွေဝစ်စင်တာကအလွယ်ကူဆုံးဖြစ်ပြီးတော့ neutral ရောင်ချင်းဝစ်စင်တာက live ဖန်ဆောင်ပဲဖြစ်ပါတယ်အယောင်တစ်မျိုးဝစ်မယ်ဆိုရင်တော့ neutral ရောင်တစ်မျိုးကိုတွဲဝစ်နိုင်တယ်လို့ neutral ရောင်တစ်မျိုးနဲ့တခြားတောက်ပတဲ့အယောင်တစ်မျိုးကိုလည်းတွဲဖက်နိုင်ပါတယ်ပိုပြီးစမ်းသပ်ဝစ်ချင်တဲ့သူတွေတက်ကတော့အယောင်တစ်မျိုးရွေးချယ်နိုင်ပါတယ် neutral ရောင်တစ်မျိုးနဲ့တခြားတောက်ပတဲ့အယောင်တစ်မျိုးဒါမှမဟုတ်ရင်အပြန်အလှန်တွဲဖက်နိုင်ပါတယ်ကိုကတောက်ပတဲ့အယောင်တွေကိုတွဲဖက်ဝစ်စေခြင်းနဲ့ဘယ်လိုတွဲဖက်ရမလဲမသိဘူးဆိုရင်တော့ကာလာဝီကိုကြည့်ရပါမယ်ကာလာဝီမှာစမ်းတင်မဲ့အယောင်တွေတွဲဝစ်ရင်ပိုပြီးဘိုးဖြစ်ပြီး contrast ထင်ရှားစေတယ်လို့နီးစပ်ရအယောင်တွေကိုတွဲဝစ်ရင်ပိုပြီး subtle ဖြစ်ပြီး live ဖက်ညီရဲ့ look ကိုရစေပါတယ်သုံးချက်အနေနဲ့ကတော့ဘာပဲဝစ်ကိုယုံကြည်မှုရှိရှိနဲ့ဝစ်စင်ဖို့အရေးကြီးပါတယ်ဒါဆိုရင်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်